ချမ်းသာကြွယ်ဝတဲ့အကြောင်းတစ်ထဲကြီးမှာကိုဝင်းဆောင်ထားတဲ့ဇနီးနှစ်ဦးရှိတယ်။တနည်းမှာတော့ဇနီးနှစ်ယောက်လုံးတပြိုင်နက်တည်းပိုင်နာပြီးခလေးမွေးဖို့ဖြစ်လာတဲ့အခါဆေးရုံကိုရောက်လို့ခလေးလေးနှစ်ကောင်မွေးဖွားပြီးတဲ့နောက်မှာတော့တစ်ထဲကြီးဟာခလေးနှစ်ကောင်လုံးကိုပွေချီပြီးအေးဆက်တဲ့နင်းတွေကြားထဲမှာစုပ်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့တစ်ထဲကြီးဟာနောင်တမရပဲအခြားကြောင်မလေးတစ်ကောင်နဲ့မင်္ဂလာဆောင်ပြီးပျော်ရွှင်နေခဲ့တယ်။စွန့်ပစ်ခံခဲ့ရတဲ့ကလေးနှစ်ကောင်ကတော့အေးချမ်းလာတဲ့နင်းတွေကြားထဲမှာတကောင်ကိုတကောင်ဖြေမင်းရင်ခက်ခဲစွာရှင်သန်ခဲ့ရပါတယ်။ဒါပေမဲ့ကံကြမ္မာကစမ်းကြဲပါတယ်။တထေးကြီးအလုတ်သွားနေတဲ့အချိန်မှာသူ့ရဲ့ဇနီးတစ်ဟာတခြားကြောင်တစ်ကောင်နဲ့ဖောက်ပြန်နေခဲ့တာကိုအိမ်အပြင်ဘက်ကနေကလေးနှစ်ကောင်ကမြင်တွေ့ခဲ့ရပါတယ်။